တက်ကြီးရွယ်ဦးများအတွက်နှက်ဆေးတလန်တက်ကြီးရွယ်ဦးရဲ့ကျန်းမာရေးအတွက်အိမ်တွင်းဖြစ်တဘာဝနီလန်လေးတွေကတကယ်ကိုမှအသုံးဝင်ပါတယ်။ငပြောသီးနဲ့ပြားရည်ပေါင်းစပ်မှုရဲ့ရလက်ကတကယ်ကိုမှအမခံပါပဲ။ငပြောသီးပြားရည်စိမ်းဆိုတာရိုးရှင်းတဲ့ပါဝင်ပစ္စည်းနှမျိုးနဲ့ကိုပြုလုပ်ထားပေမဲ့တက်ကြီးရွယ်ဦးတွေအတွက်အမခံကျန်းမာရေးအကျိုးကျေးဇူးတွေပေးနိုင်တဲ့တဘာဝအားဖြည့်စေတဲ့မျိုးပဲဖြစ်ပါတယ်။အထူးသဖြင့်ကတော့ခန္ဓာကိုယ်ပိန်ပြီးတော့အားနေနေတဲ့တက်ကြီးရွယ်ဦးတွေအစာမကြည်တာဝမ်းချုပ်တာနဲ့ကိုယ်ခံအားနည်းတာမျိုးတွေကြုံတွေ့နေရတဲ့သူတွေအတွက်အထူးကုန်မှတင်လျော်ပါတယ်။ငပြောသီးမှာတဘာဝကာဗိုဟိုက်ဒရိတ်က glucose, fructose, sucrose တွေကျဲဝါစွာပါဝင်ပါတယ်။ပြားရည်မှာလည်းတဘာဝတကြားတက်တွေပါဝင်တာကြောင့်ဒီလိုမျိုးပေါင်းစပ်လိုက်တဲ့အခါခန္ဓာကိုယ်အတွက်လိုအပ်တဲ့စွမ်းအင်ကိုလျင်မြန်စွာဖြည့်ဆည်းပေးနိုင်ပါတယ်။အားနည်းနေတဲ့တက်ကြီးရွယ်အိုတွေအတွက်နေ့စဉ်လိုအပ်တဲ့ခွန်အားကိုရရှိစေပြီးတော့ပုံမတက်ကြွပြီးတော့လန်ဆန်စေပါတယ်။အစာကြေစနစ်ကိုလည်းကောင်းမွန်စေပြီးတော့ဝမ်းချုပ်ခြင်းကိုလည်းတက်တာစေပါတယ်။ငပြောသီးမဲ့တွေမှာလည်း prebiotic တွေကျဲဝါစွာပါဝင်ပါတယ်။ဒီ prebiotic တွေဟာလည်းဦးလန်းကြောင်းထဲမှာရှိတဲ့ကောင်းတဲ့ bacteria တွေအတွက်အစာဖြစ်ပြီးတော့သူတို့ရဲ့ရှင်သန်မှုကိုလည်းအားပေးပါတယ်။ဦးလန်းကြောင်းထဲမှာကောင်းတဲ့ bacteria တွေများပြားလေအစာခြေပြတ်မှုစနစ်ကပို့ပြီးတော့ကောင်းမွန်လေဖြစ်ပြီးတော့ဝမ်းမမှန်သွားစေဖို့ကူညီပေးပါတယ်။ဒါပြင်ကမှငပြောသီးရဲ့အမြင့်ဓာတ်တွေကလည်းဝမ်းကိုပျော့ပြောင်းစေပြီးတော့ဝမ်းချုပ်တာကိုလည်းတက်တာစေပါတယ်။ဒါတွေတည်းမကသေးပါဘူး။တက်ကြီးရွယ်အိုတွေရဲ့ကိုယ်ခံအားစနစ်ကိုလည်းမြင့်တင်ပေးနိုင်ပါတယ်။တဘာဝပြားရည်ဟာလည်းဓာတုဆန့်ကျင်ပစ္စည်းတွေဗီတာမင်နဲ့ဓာတုအပြင်ကိုမှပိုးတက်နိုင်တဲ့ဂုဏ်သက်တွေပါဝင်ပါတယ်။ဒါကြောင့်မလို့ငပြောသီးပြားရည်စိန်ပုံမှန်စားသုံးပေးခြင်းဟာလည်းကိုယ်ခံအားစနစ်ကိုမြင့်တင်ပေးပြီးတော့ဖျားနာခြင်းကိုလည်းကာကွယ်ပေးနိုင်ပါတယ်။အထူးသဖြင့်ကတော့တက်ကြီးရွယ်အိုတွေဟာလည်းကိုယ်ခံအားစနစ်အားနည်းတတ်တာကြောင့်ဒါဟာလည်းအရေးပါတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။နောက်ပြီးတော့ပြားရည်ရောငပြောသီးမှာပါဓာတုဆန့်ကျင်ပစ္စည်းတွေပါဝင်ပါတယ်။ဒီ antioxidant တွေဟာလည်းခန္ဓာကိုယ်ရဲ့ဆဲတွေကိုပျက်စီးစေတဲ့ free radical တွေကိုတိုက်ထုတ်ပေးပြီးတော့ဆဲပျက်စီးမှုကိုလည်းကာကွယ်ပေးပါတယ်။ဒါကြောင့်မလို့ဆဲတွေရဲ့လှုပ်ဆောင်ချက်ကိုကောင်းမွန်စေပြီးတော့အိုမင်းချင်းရောမှုကိုနှေးကွေးစေတဲ့အာနိသင်လည်းရရှိနိုင်ပါတယ်။ဒါပြင်ကမှငပြောသီးမှာ tryptophan လို့ခေါ်တဲ့ amino acid တစ်မျိုးလည်းပါဝင်ပါတယ်။ဒီ tryptophan ကတော့ခန္ဓာကိုယ်ထဲမှာပျော်ရွှင်စေတဲ့ဟော်မုန်းဖြစ်ကိုမှပြောင်းလဲပေးနိုင်ပါတယ်။ဒါကြောင့်မလို့ငပြောသီးပြားရည်စိန်စားသုံးခြင်းကလည်းစိတ်ခံစားချက်ကိုကောင်းမွန်စေပြီးတော့စိတ်ဖိစီးမှုကိုလျှော့ချစေနိုင်ပါတယ်။ငပြောသီးမှာပိုတက်ဆီယမ်ဓာတ်ကကျွဲဝါစွာပါဝင်ပါတယ်။ပိုတက်ဆီယမ်မှာလည်းသွေးပေါင်ခြင်းကိုထိန်းချုပ်ရမှာအရေးပါတဲ့ဓာတ်တစ်မျိုးပါ။ခန္ဓာကိုယ်ထဲမှာဆိုဒီယမ်နဲ့ပိုတက်ဆီယမ်မျှတနေမှာသွေးပေါင်ခြင်းပုံမှန်ရှိမှာပါ။ဒါကြောင့်မလို့ပုံမှန်စားသုံးပေးရင်သွေးတိုးရှိတဲ့သူတွေအတွက်အထောက်အကူပြုနိုင်ပါတယ်။ဒီငပြောသီးပြားရည်စိန်ကတစ်ခါလုပ်ပြီးသွားရင်ရေခဲတက်တာတွေမှာတစ်လကနေ3လအထိကိုမှတင်ဆက်နိုင်ပါတယ်။စားသုံးနည်းအနေနဲ့ကတော့တစ်ချိန်မှာတစုံကိုရေတစ်ခွက်နဲ့ရောတောက်တာကအကောင်းဆုံးနည်းလမ်းပါပဲ။သတိပြုစရာတစ်ချက်ကတော့ငပြောသီးပြားရည်စိန်ကတဘာဝအားဖြည့်စေဖြစ်ပေမဲ့စီးကျိုယောဂရှိတဲ့တက်ကြီးရွယ်အိုတွေအတွက်ကတော့ဆရာဝန်နဲ့တိုင်ပင်ပြီးမှတောက်သုံးသင့်ပါတယ်။ဘာကြောင့်လဲဆိုတော့ငပြောသီးနဲ့ပြားရည်နှစ်မျိုးစလုံးမှာတကြားတက်ပါဝင်တာကြောင့်ဒီလိုမျိုးတဘာဝအတိုင်းကျန်းမာရေးကိုဂရုစိုက်ပေးတာဟာတက်ကြီးရွယ်အိုတွေအတွက်တကယ်ကိုမှအဖို့တန်လှပါတယ်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးသွားမယ်ဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ငပြောသီးနဲ့ပြားရည်ကနေပြီးတော့ဘယ်လိုမျိုးစေးစွမ်းတစ်လက်ကိုဖော်ဆောင်ရမလဲဆိုတာလေးသိရှိသွားလောက်မယ်လို့ထင်ပါတယ်။အင်ကတက်ကြီးရွယ်အိုတွေရှိရင်လည်းပဲဒီနည်းလမ်းလေးကိုလိုက်ပြီးတော့ဆက်တက်ကြည့်ကြပါအောင်နော်။ကိုယ့်ရဲ့အမျိုးတွေရှိရင်လည်းပဲအကုန်လုံးမြင်အောင်လို့ဗီဒီယိုလေးကိုလည်း share ပေးခဲ့ပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။